လူတွေကသူတို့လိုအပ်တဲ့အချင်းကြမှာပဲကြာသာပတိသားသမီးတွေကိုတတိရတတ်ကြတယ်အစဉ်ပြေသွားတဲ့အခါမတိကျင်အောင်ဆောင်ပြီးတော့တစ်ပယ်ခံရတာကလည်းကြာသာပတိသားသမီးတွေဖြစ်တယ်ကြာသာပတိသားသမီးတွေကဟန်မဆောင်တတ်ဘူးဖားရပြီးတော့မဆက်ဆံတတ်ဘူးမှန်တယ်ထင်ရင်ဘသူမျက်နှာမှာမထောက်ဖဲနဲ့တဲ့ပြောတတ်လို့ကောင်းပါတယ်မာနာကြီးတယ်လို့အမြဲတမ်းအထင်ခံရတယ်တကယ်တော့သူတို့ကမတရားတာကိုခေါင်းငုံပြီးတော့မခံတတ်တာပါသူများကအကူအညီလာတော့ရင်မနေတတ်ဖက်နဲ့အစင်ပြေအောင်ဝင်ပြီးတော့ရှင်းပေးတတ်ပေမဲ့လို့ကိုယ့်ကိစ္စကြရင်တော့ဘသူကမှဒုက္ခမပေးချင်လို့မို့ပေရောက်သေးကြည့်ပြီးတော့ဖြည့်ရှင်းတတ်တဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့ကြာသာပတိသားသမီးတွေစီမှာလူတွေတတိမထားမိတဲ့ဒုက္ခချက်တစ်ခုရှိပါတယ်ဒါကတော့သူတို့ရဲ့လူကက်ခက်အရမ်းမြန်တဲ့အလိုလိုတိတဲ့စိတ်ပဲဖြစ်ပါတယ်လူတစ်ယောက်ကသူတို့ကိုလာပြီးတော့လိန်နေပြီးဟန်ဆောင်နေပြီးဆိုတာကိုသူတို့ချက်ချင်းသိတယ်ဒါပေမဲ့ချက်ချင်းပောက်ပွဲမသွားဘူးတစ်ဖက်လူဘလောက်ထိတရုပ်ဆောင်မလဲဆိုတာကိုအေးအေးစစ်စစ်ကြည့်နေတတ်တယ်တိခံနိုင်တဲ့အတိုင်းတာဘောင်ကျော်လာရင်တော့သူတို့ဘဝတွေကနေပြီးတော့အဲ့ဒီလူကိုအပီးအပိုင်းထုတ်ပစ်လိုက်တယ်ကြာသာပတိသားသမီးတွေမှာခင်တဲ့သူတိတဲ့သူအများကြီးရှိပေမဲ့လို့တကယ်တမ်းရင်ဖွင့်လို့ရတဲ့တငယ်ချင်းအစစ်အမှန်ကလက်ချိုးကြီးလို့ရတယ်သူတို့ဟာလူတစ်ယောက်ကိုတုံယုံတန်ယုံနဲ့စိတ်မနာတတ်ဘူးခွင့်လွတ်ပေးနိုင်စွမ်းအရမ်းမြင်တယ်ဒါပေမဲ့သူတို့တကယ်စိတ်နာသွားပြီးတော့သစ္စာဖောက်ခံလိုက်ရပြီဆိုရင်တော့တေးရင်တို့ထမေးရင်တော့မှသူတို့ကိုအဲ့ဒီသူကဘလို့လှုပ်သွားတယ်ဆိုတာကိုအသေးစိတ်ပြန်ပြောပြနိုင်တဲ့အထိအမှတ်ဉာဏ်ဆွဲမြဲကြတယ်အလုံးနဲ့ပတ်သက်လာရင်တော့ဘယ်တော့မှအရှုံးမပေးကြဘူးကြာသာပတိသားသမီးတွေမှာမွေးရပါကံကောင်းမှုတွေရှိတတ်ပေမဲ့သူတို့ရဲ့အာနာတမှုရရောမှုတွေကြောင့်မို့လို့အမြဲတမ်းပဲလူတွေရဲ့ကလင်ကကြစ်ကြပြီးတော့အမျက်ထုတ်တာကိုခံရတတ်တယ်လူတွေရဲ့လှည့်သားမှုကြောင့်မို့လို့ရှိသမျှအရာရာပြိုကျသွားတယ်ဆိုရင်တော့မှဘလောက်ပဲလဲကြပြန်ထားတယ်ပြန်ပြီးတော့ကြိုးစားတယ်သူတို့ရဲ့အောင်မြင်မှုတိုင်းဟာပြပုံတွေကနေပြီးတော့ချွေးတွေတွေးတွေနဲ့ရှင်းပြီးတော့ကိုယ်ပိုင်ဉာဏ်ပညာဆွဲလုံးလာတွေနဲ့ပြန်တိဆောက်ထားတဲ့အရာတွေကြီးပဲဖြစ်ပါတယ်ဒီလောက်စိတ်ဓာတ်မှာကြောတဲ့သူတို့ဟာချစ်ပြီးဆိုရင်တော့ကလေးစိုးကြီးတို့ဖြစ်သွားတတ်ပါတယ်တခြားမှာပြင်ပန်းခဲ့သမျှချစ်သူရဲ့ရင်ဝင်ထဲမှာကောင်းလေးတိုးပြီးတော့အနာယူချင်ကြပါတယ်ပိုကြချင်ကြပါတယ်သူတို့ဟာသူတို့ကိုတကယ်နားလည်ပေးတဲ့သူနဲ့စုံစည်းခဲ့ရင်ဘဝဟာအေးချမ်းသာရတတ်ပြီးတော့စုံစည်းမှုကပြောင်းမြန်ဖြစ်ခဲ့လို့ရှိရင်ဘဝရလက်ကလည်းပြောင်းမြန်ဖြစ်သွားတယ်လို့မို့သူတို့အတွက်ဖူးစာဘက်ရွေးချယ်မှုကအရန်အရေးကြီးပါတယ်ပြောခဲ့တဲ့အချက်တွေကကြာသာပတိသားသမီးတွေအတွက်ဘလောက်ရာခိုင်နှုန်းအထိမှန်ပါတယ်လေခင်ဗျာဒါတွေကခင်ဗျာအကြောင်းကိုပြောနေတာလို့ခံစားမိတယ်ဆိုလို့ရှိရင်ခင်ဗျားတို့အတီးပေးခြင်းတဲ့သူတွေပြောပြခြင်းတဲ့သူတွေကို mention ခေါ်တာမျိုးပဲဖြစ်ဖြစ်ခင်ဗျားတို့ရဲ့အကောင့်ထဲမှာပြပေးတာမျိုးပဲဖြစ်ဖြစ်လုပ်လိုက်ပါအောင်ဗျာ